ဒိုင်နိုဆောတွေမျိုးသုံးသွားပြီဆိုတဲ့လိန်စင်ကိုတင်ယုံနေတဲ့ဆိုရင်ဒီဗီဒီယိုကိုမဖြစ်မနေကြည့်သွားတင်ပါတယ်အားလုံးပဲမင်္ဂလာပါဘက်ကန်Entertainment Channel ကနေကြိုဆိုပါတယ်ဒီကနေ့မှာတော့တကဘာလုံးကိုမျိုးသုံးသွားပါပြီဆိုပြီးဖော်ပြထားတဲ့အကောင့်တွေတကယ်တမ်းမျိုးမသုံးသေးဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ကတက်တည်နေတကွပြောပြပေးသွားမှာပါမျိုးသုံးပြောက်ကွယ်သွားတဲ့တတ္တဝါတွေအကြောင်းကသိပ္ပံပညာရှင်တွေကိုအများနဲ့စိတ်ဝင်စားစေခဲ့ပါတယ်ဒါကလည်းအကြောင်းရှိပါတယ်မျိုးစိတ်တစ်ခုဟာတကယ်ပဲကဘာပေါ်ကနေအပြီးတိုင်ပြောက်ကွယ်သွားပြီဆိုတာအပြည့်အဝအတီးပြုတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲလို့ပါကဘာပေါ်မှာလူသူမရောက်သေးတဲ့ဝေးလံခေါင်ပြတဲ့နေရာတွေအများကြီးရှိနေတော့တခုခုကအသက်ရှင်ကြံရင့်မနေနိုင်ဘူးလို့ဘသူကအတက်ပြောနိုင်ပါလေနံပါတ်1 Megatherium ပထမဆုံးလေ့လာကြည့်မဲ့တတ္တဝါက Megatherium ပါသူကတော့ကဘာပေါ်မှာတခါကကျက်စားခဲ့မှုတဲ့ကုန်းနေနိုးတဲ့တတ္တဝါတွေထဲမှာအကြီးဆုံးတစ်ခုပါရေဦးသမိုင်းမတိုင်မီကဒီအေယာမှာအပင်စားဖြန်ကြီးတရားအရှိပေ20အထိရှိနိုင်ပြီးတော့အလေးချိန်ကပေါင်8800ကျော်ရှိပါတယ်သူတို့ဟာတောင်အမေရိကတခွင်မှာနေထိုင်ခဲ့ကြပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကရာသီဥတုပြောင်းလဲမှုနဲ့လူတွေရဲ့အမဲလိုက်မှုကြောင့်မျိုးသုံးသွားပြီလို့ယူဆပါတယ်ဒါပေမဲ့တချို့ကသူတို့ဟာဝေးလံခေါင်တည်တဲ့တောနက်တွေထဲမှာအခုထိအသက်ရှင်နေနိုင်သေးတယ်လို့ယုံကြည်နေကြပါတယ်အမေဇုန်တောနက်တွေကဒေသခံမျိုးနွယ်စုတွေဟာမော်ပင်ကွာရီလို့ခေါ်တဲ့တတ္တဝါတစ်ကောင်အကြောင်းကိုအခုထိပြောပြလေးရှိကြပါတယ်မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရအဲ့ဒီတတ္တဝါဟာခြေနှချောင်းနဲ့မတ်တက်လျှောက်တယ်တေပင်တွေကိုလဲအောင်လုပ်နိုင်တယ်လေတွေကိုမှောက်နိုင်တယ်လို့ကြောချမ်းစရာကောင်းလောက်အောင်ပဲဟိဟောက်တက်တယ်လို့ဆိုပါတယ်ဒီပေါ်ပြချက်တွေဟာကျွန်တော်တို့သိထားတဲ့ Megatherium တွေရဲ့ပုံစံနဲ့အတော်လေးတူပါတယ်တော်နေသွားလေးလာရဲ့အဖွဲ့တော်များများကလည်းထူးဆန်းတဲ့ခြေရာတွေကျိုးပဲ့နေတဲ့တေပင်တွေနဲ့တောနက်ထဲကနေထွက်ပေါ်လာတဲ့ကြောက်စရာကောင်းတဲ့အော်တန်တွေကိုသတင်းပို့ခဲ့ကြပါတယ်ခိုင်လုံတဲ့သက်တွေမရှိသေးပေမဲ့အမေဇုန်တောကြီးဟာအခုထိလူမရောက်သေးတဲ့နေရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကဝန်ခံထားပါတယ်ဒါကြောင့်ဒီလောက်ကြီးမားတဲ့တတ္တဝါကြီးတစ်ကောင်လူမသိသူမသိပုံအောင်နေနိုင်တဲ့ကမ္ဘာပေါ်ကရှာရှာပပနေရာတွေတဲကတစ်ခုဖြစ်ပါတယ်။ Megatherium တွေကတကယ်ပဲမျိုးသုံးသွားတာလားဒါမှမဟုတ်အရေးတဲကနေကျွန်တော်တို့ကိုတိတ်တိတ်ဆိတ်စောင့်ကြည့်နေတော့လားဆိုတာကတော့ဘယ်သူမှသေချာမပြောနိုင်ပါဘူး။နံပါတ်၄ Pterosaur ဒီကောင်ကတော့နားလေလွယ်အောင်ပြောရမယ်ဆိုရင်ဒိုင်နိုဆောတွေနဲ့တခေတဲမွေးတမီတဲနေတရီတဲတောက်ခဲ့ပြီးတော့အမျိုးလေးချင်းနဲ့ဝမ်းခွဲအကိုတွေပါသူတို့ကဒိုင်နိုဆောမဟုတ်ပါဘူး။ Triassic ခေတ်နောက်ပိုင်းကနေCretaceous ခေတ်ကုန်ဒီကိုနေထိုင်ခဲ့တဲ့ပြန်တန်းနိုင်တဲ့တွားသွားတတ္တဝါမျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။သူတို့ဟာကိုယ်ပိုင်အားနဲ့ပြန်တန်းနိုင်တဲ့ပထမဆုံးသောကြိုးရွှေရှိတတ္တဝါတွေပါ။အကြီးဆုံးမျိုးစိတ်တွေဆိုရင်အတောင်ပံဖြတ်လိုက်ရင်35ပေကျော်ရှိပြီးတော့အလေးချိန်950ပေါင်တိရှိနိုင်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကပေါ့ပါပြီးတော့အယိုးတွေကအတွင်းပိုင်းအကောင်းဘွားဖြစ်ကပြန်တန်းဖို့အတွက်တာမာတဲ့ရင်ဘတ်ကြွက်သားတွေရှိပါတယ်။ Pterosaur တွေမှာထက်မြက်တဲ့သွားတွေနှုတ်သီးတွေနဲ့ဦးခေါင်းပေါ်မှာအယိုးအမောက်တွေပါတတ်ပါတယ်။သူတို့ရဲ့တောင်ပံတွေကိုရေလျားတဲ့စတုထမြောက်လက်ချောင်းကနေခန္ဓာကိုယ်ဘေးဘက်တွေထိဆန့်တန်းထားတဲ့အရေးပြားတွေနဲ့ဖွဲ့စည်းထားပါတယ်။တချို့မျိုးစိတ်တွေမှာအမွှေးနုလေးတွေနဲ့ဖုံးလွှမ်းနေပါတယ်။သူတို့ရဲ့စားစာကတော့အမျိုးမျိုးပါ။တချို့ကငါးပန်းစားပြီးတချို့ကတော့ကုန်းပေါ်ကတတ္တဝါငယ်လေးတွေကိုစားပါတယ်။မြေပြင်ပေါ်မှာဆိုရင်ခြေလေးချောင်းသုံးပြီးတော့လမ်းလျှောက်တယ်လို့ခုံးစွာနဲ့မြန်သွားနိုင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း66တန်ကလေးကတရားဝင်မျိုးသုံးသွားပြီလို့ဆိုကြပေမဲ့ခေတ်သစ်ကာလမှာတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းတွေကတော့ထွက်ပေါ်နေသေးပါပဲ။ဘာဘူဝါနယူးဂီနီမှာဒေသခံတွေကအမောက်ပါပြီးတောက်ပတဲ့အမီးရှိတဲ့အတောင်ပံပါတတ္တဝါရိုပန်းအကြောင်းကိုပြောပြကြပါတယ်။တက်ဆန်နဲ့အရီဇိုနာပြည်နယ်တွေမှာလည်းတရီလိုအတောင်ပံတွေရှည်လျားတဲ့နာဒန်တွေနဲ့တိတ်တိတ်ဆိတ်ပြန်တန်းသွားတာကိုတွေ့ခဲ့ရတယ်လို့မျက်မြင်သက်သေတွေကဆိုပါတယ်။တချို့သတင်းတွေမှာအိမ်မွေးတိရစ္ဆာန်တွေကိုတက်ခတ်ခံရတာတော့မှပါဝင်ပါတယ်။ခိုင်မာတဲ့သက်သေမရှိပေမဲ့စိတ်ဝင်စားစရာကတော့ကောင်းနေ။ Pterosaur တွေကကမ္ဘာသမိုင်းမှာအထူးဆန်းဆုံးတတ္တဝါဖြစ်ပြီးတော့သူတို့အခုထိရှိနေသေးတယ်ဆိုတဲ့အယူဆကလူတွေရဲ့စိတ်ကူးစိတ်တမ်းကိုဆွဲဆောင်နေတော့မှာပဲ။တစ်ချိန်တည်းမှာပဲPterosaur ရဲ့သက်သေထွက်ပေါ်လာမှုတွေကြောင့်ဒိုင်နိုဆောတွေလည်းတနေရာမှာပုံအောင်ကြံရှိနေနိုင်သေးတယ်ဆိုတဲ့ theory တွေလည်းပေါ်ထွက်လာပါတယ်။နံပါတ်3မိုအာသူတို့ကနယူးဇီလန်ထားနိုင်ရင်အေယာမငတ်ကြီးတွေဖြစ်ကြပြီးတော့ပြန်တန်းနိုင်စွမ်းမရှိပါဘူး။လွန်ခဲ့တဲ့နှစ်အနေငယ်ခန့်ကမှမျိုးသုံးသွားခဲ့ပါတယ်။ဒိုင်နိုနစ်လိုအကြီးဆုံးမျိုးစိတ်တွေဆိုရင်12ပေလောက်ထိမြင့်ပါတယ်။သူတို့ကအပင်စားတတ္တဝါတွေဖြစ်ပြီးတော့တောအုပ်တွေနဲ့ချုံပုတ်တွေထဲကနေသင့်ရွက်တွေတစ်ကိုင်းတွေနဲ့တစ်သေးတွေကိုစားသုံးပါတယ်။မိုအာတွေမှာအတောင်ပံလုံးဝမပါပါဘူး။အကျွင်းကျန်အတောင်ပံတိုလေးတွေတော့မရှိတာပါ။သူတို့ရဲ့ခြေထောက်တွေဟာပြေးဖို့အတွက်တာမာပြီးတော့လေပင်းရှည်ကြီးတွေကြောင့်အမြင့်မှရှိတဲ့အပင်တွေကိုမှီနိုင်ကြပါတယ်။သူတို့ရဲ့အဓိကသဘာဝရန်သူကအပေါ်ကနေဆင်းထိုက်တဲ့အေယာမ Has Eagle လင်းယုံကြီးတွေဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကိုမျိုးသုံးအောင်တကယ်တွန်းအားပေးခဲ့တာကလူသားတွေပါ။1300ပြည့်နှစ်ဝန်းကျင်မှာမော်ရီလူမျိုးတွေရောက်လာတဲ့အခါမှာမိုဟာတွေကိုအလွန်ကြုံအမဲလိုက်ခဲ့ကြပြီးသူတို့ရဲ့နေရင်ဒေသတွေကိုလည်းဖျက်ဆီးခဲ့ပါတယ်။ရာဆိုးနဲ့အနှဲငယ်အတွင်းမှာပဲဒီငယ်ကြီးတွေပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့1900ပြည့်နှစ်အစောပိုင်းကတည်းကနယူးဇီလန်တောင်ဘက်ကျွန်းရဲ့လေးလံတဲ့နေရာတွေမှာမိုဟာတွေကိုတွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေတခါတလေမှထွက်ပေါ်ခဲ့ပါတယ်။တောတောင်ထဲမှာလမ်းလျှောက်သူတွေနဲ့လေသမားတွေကအတောင်မှမပါတဲ့ငှက်ကြီးတွေတောထဲပျောက်ကွယ်သွားတာကိုမြင်လိုက်ရတယ်လို့ပြောကြပါတယ်။တချို့ကလည်းပုံမှန်တဲ့အများကြီးကြီးတဲ့ငှက်ချီရာတွေကိုတွေ့ခဲ့တယ်လို့ဆိုပါတယ်။တိတ်ပံနေကြတက်တယ်မရှိပေမဲ့နယူးဇီလန်တောတောင်တွေကအခုထိလူမရောက်နိုင်သေးတဲ့နေရာတွေအများကြီးရှိနေပါတယ်။မျိုးသုံးသွားတဲ့တတ္တဝါတွေထဲမှာမိုဟာရီယာအသက်ရှင်ကျန်နေနိုင်ဖို့အတွက်အလားအလာရှိဆုံးတတ္တဝါတစ်မျိုးဖြစ်နိုင်ပါတယ်။
နံပါတ်4မိုကီလီမပန်ပီဒီဗီဒီယိုတဲကစိတ်ဝင်စားစရာအကောင်းဆုံးတတဝါတစ်ကောင်ကတော့မိုကီလီမပန်ပီပါပဲဒီတနိုင်လာတတဝါတွေဟာအာဖရိကလေပိုင်းကကွန်ဂိုမြို့ဝမ်းမှာနေထိုင်တယ်လို့ဆိုကြပါတယ်သူ့နာမည်နဲ့အဓိကကတော့လင်္ကာလာဘာသာစကားအရမြင့်ရည်စည်းစိမ်မှုကိုတားဆီးနိုင်သူလို့အဓိပ္ပာယ်ရပါတယ်ဖော်ပြချက်တွေကသူဟာအရှိ33ဘီလောက်ရှိတဲ့တွားသွားတတဝါတွေနဲ့တူပြီးတော့လေပင်းရှည်ကြီးနဲ့ထွားကြိုက်တဲ့ခန္ဓာကိုယ်ရှိပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းကမျိုးသုံးသွားပြီလို့ယူဆတဲ့ဒီပလိုဒိုကတ်ဆိုတဲ့အပင်စားဒိုင်နိုဆောနဲ့အတော်လေးတူပါတယ်မိုကီလီမပန်ပီအကြောင်းကို1900ပြည့်နှစ်အစောပိုင်းမှာဥရောပစူးစမ်းရှာဖွေသူတွေကဒေသခံမျိုးနွယ်စုတွေရဲ့ယုံကြည်မှုကိုစတင်မှတ်တမ်းတင်ခဲ့ရကနေစတင်သိရှိခဲ့ပါတယ်ဒေသခံတွေရဲ့အဆိုအရသူတို့ဟာလေကော်လာဒေသလိုရှုံနွန်ထူတဲ့နေရာတွေမှာနေထိုင်ကြတယ်လို့ဆိုပါတယ်တချို့ကလည်းမြစ်ကိုဖျက်ကူးတဲ့အခါမှာအေယာမလမ်းလုံးကြီးတွေဖြစ်ပေါ်စေတာကိုမြင်ခဲ့ရတယ်လို့ပြောကြပါတယ်ဇေဇုနှစ်များစွာတွင်မှာတက်တည်ရှာဖို့စူးစမ်းရှာဖွေရေးအဖွဲ့ပေါင်းစုံစ조사ခဲ့ကြပေမဲ့ခိုင်လုံတဲ့အထောက်အထားတော့မရခဲ့ပါဘူးဒါပေမဲ့လည်းတွေ့ရှိမှုသတင်းတွေကထွက်ပေါ်နေတော့မှာပဲတချို့သတင်းတွေမှာဆိုရင်ဒီတက်တော်ဝါဟာသူ့ရဲ့နေမီကိုကာကွယ်တဲ့အနေနဲ့လှေတွေကိုတိုက်မောက်တာမျိုးတွေတောင်ရှိတယ်လို့ဆိုပါတယ်သိပ္ပံပညာရှင်တွေကတော့ဒါဟာရေမြင့်နေဖို့ကြီးတွေဒါမှမဟုတ်ဒဏ္ဍာရီတွေပဲဖြစ်နိုင်တယ်လို့တန်တရားရှိနေကြပါတယ်ဒါပေမဲ့လည်းအာဖရိကတောနယ်ထဲမှာဒိုင်နိုဆောတွေကအသက်ရှင်နေနိုင်သေးတယ်ဆိုတဲ့အယူဆကတော့ကမ္ဘာလျှို့ဝှက်စမ်းကြည့်တက်တော်ဝါတွေထဲမှာစိတ်ဝင်စားကြအကောင်းဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်နေသေးပါပဲနံပါတ်5မမ်မတ်ဒါကတော့ခင်ဗျားတို့အားလုံးသိကြပေါက်သိကြမဲ့မမ်မတ်စင်ကြီးတွေပါအခုခေတ်စဉ်တွေရဲ့မျိုးနွယ်စုဝင်ဖြစ်တဲ့ဒီအယာမတတ္တဝါကြီးတရားတချင်ကဥရောပအာရှနဲ့မြောက်အမေရိကတိုက်ရဲ့ကျေပြောလာတဲ့နေမြေတွေမှာကျက်စားခဲ့ပါတယ်သူတို့ကအမြင့်73ပေလောက်ထိရှိပြီးတော့အလေးချိန်ကတော့ပေ2200အထိတောင်မှရှိနေပါတယ်မမ်မတ်တွေဟာရေခဲပြင်ခေတ်ကိုကြော်ဖြတ်နိုင်ဖို့အတွက်ထူထဲတဲ့အမွှေးမြင်တွေဖုံးလွှမ်းနေပြီး16ပေကျော်ရှိတဲ့ကွေးညွန့်နေတဲ့အဆွဲကြီးတွေရှိကြပါတယ်မမ်မတ်အများစုဟာလွန်ခဲ့တဲ့နှစ်ပေါင်း1000ခန့်ကမျိုးသုံးသွားခဲ့ကြပြီးမြဲအုပ်စုအနေငယ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း4000ခန့်ထိRangel ကျွန်းပေါ်မှာဆက်လက်ရှင်သန်ခဲ့ပါတယ်။ဆိုလိုရာက Egypt Pyramid ကြီးတွေကိုတည်ဆောက်နေတဲ့အချိန်မှာတော့မှမမ်မတ်ကြီးဟာကမ္ဘာပေါ်မှာရှိနေသေးတယ်ဆိုတဲ့သဘောပါပဲ။ Siberia တွေကအမြဲခဲနေတဲ့မြေလွှာတွေကြောင့်သိပ္ပံပညာရှင်တွေကအရေးပြားနဲ့အမွှေးမြင်တွေမပြတ်မယွင်းကြံနေသေးတဲ့မမ်မတ်ရုပ်ကြွင်းတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတွေတွေကမမ်မတ်ရဲ့မျိုးရိုးဗီဇကိုအစင်လိုက်ဖော်ထုတ်နိုင်ခဲ့ကြပြီးတော့အဲ့ဒီ DNA တွေကိုအာရှစင်တွေရဲ့ cell တွေကိုထည့်သွင်းဖို့အတွက်ကြိုးစားနေကြပါတယ်။သူတို့ရဲ့ရည်မှန်းချက်ကအေးထန်ခံနိုင်တဲ့မျိုးဆက်စင်တစ်တစ်မျိုးကိုဖန်တီးဖို့ပဲဖြစ်ပါတယ်။တချို့သိပ္ပံပညာရှင်တွေကတော့မမ်မတ်တွေကိုဒေသရင်မှာပြန်လည်ရှင်သန်စေခြင်းဖြင့်မြက်ခင်းပြင်ဂေယစနစ်ကိုပြန်လည်ထိန်းသိမ်းနိုင်ပြီးတော့ယာတီဥတုပြောင်းလဲမှုကိုတိုက်ဖြတ်ရမှာအထောက်အကူပြုနိုင်မယ်လို့ယုံကြည်နေကြပါတယ်။တချို့သောစိတ်အားထက်သန်သူတွေကတော့မမ်မတ်တွေဟာဆိုက်ဘေးရီးယားရဲ့ဝေးလံခေါင်ဖျားဆုံးနေရာတွေမှာအခုထိအသက်ရှင်နေနိုင်သေးတယ်လို့ယုံကြည်ကြပါတယ်။မိုးဆိုးတွေနဲ့ဘူမိဗေဒပညာရှင်တွေစီကနေအမွှေးမြင်နဲ့ဖုံးလွှမ်းနေတဲ့အေယာမတတ္တဝါကြီးတွေကိုတွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ဘူးပေမဲ့သိပ္ပံနည်းကြအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။နံပါတ်6 Megalania နောက်တစ်ခုကတော့ Megalania ဖြစ်ပါတယ်။သူကတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000ခန့်ကဩစတြေးလျမှာနေထိုင်ခဲ့တဲ့အေယာမပုတ်တင်ညိုကြီးသို့မဟုတ်ဖို့ကြီးတဲ့မျိုးပါ။သူကအရှိပင်နဲ့ဆယ်ချိုတိရှိနိုင်ပြီးတော့အလေးချိန်ကတော့ပေါင်1100နီးပါးရှိပါတယ်။ Megalania ဟာတာယာတလေးဆန်တစ်မျိုးဖြစ်ပြီးတော့အစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာရှိနေခဲ့တာပါ။သူကအခုခေတ်ဖွတ်တွေနဲ့ပုံစံတူပေမဲ့အများကြီးပိုကြီးပါတယ်။တမိုင်းလေးလျှောက်ကုန်းပေါ်မှာနေနိုင်ခဲ့တဲ့အကြီးဆုံးပုတ်တင်ညိုမျိုးနယ်လေးဖြစ်နိုင်ပါတယ်။သူရဲ့သိပ္ပံအမည်ကVeranex Priscus ဖြစ်ပြီးတော့ Komodo နဂါးနဲ့မျိုးနွယ်စုနီးစပ်နေတာကိုပြသနေပါတယ်။သိပ္ပံပညာရှင်တော်တော်များများကတော့ Megalania တွေဟာဒီပရိုတိုတိုလို့ခေါ်တဲ့တားပိုက်ကောင်အနွယ်ဝင်တတ္တဝါကြီးတွေကိုအမဲလိုက်စားတောက်ကြတယ်လို့ယူဆကြပါတယ်။သူတို့ဟာချောင်းမြောင်းတိုက်ခဲ့တဲ့နေပြူဟာကိုသုံးကောင်းသုံးနိုင်ပြီးအစိတ်ကြီးတဲ့တွေတွေနဲ့ပြင်းထန်တဲ့အကိုက်ခဲထံကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့တစ်ခုကဩစတြေးလျတိုက်ကရှေးဦးဌာနတိုင်းရင်းသားတွေရဲ့ဒဏ္ဍာရီတွေထဲမှာခြေထောက်ပါတဲ့အေယာမမွေကြီးတွေအကြောင်းကိုပြောကြလေးရှိတာပါပဲ။ Megalania တွေအခုထက်ထိအသက်ရှင်ကျန်ရစ်တယ်ဆိုတဲ့ခိုင်မာတဲ့သက်တွေမရှိသေးပေမဲ့မုတ်ဆိုးတွေရဲ့ပြောပြချက်တွေနဲ့လူသူမနီးတဲ့ဝေးလံခေါင်ပြားတဲ့နေရာတွေမှာတွေ့ရတဲ့ပုံမှန်တက်ထူးခြားစွာကြီးမားနေတဲ့ခြေရာတွေကဒီလျှို့ဝှက်ချက်ကိုဆက်ပြီးရှင်သန်စေခဲ့ပါတယ်။တချို့သောလျှို့ဝှက်စမ်းကြယ်တတ္တဝါပိဓာပညာရှင်တွေကဒီအရာမှတွားသားတတ္တဝါကြီးတွေဟာဩစတြေးလျရဲ့လူမရောက်သေးတဲ့နေရာတွေမှာအခုထိပုံအောင်နေနိုင်သေးတယ်လို့ယုံကြည်နေကြပါတယ်။ဒါပြင်1990ပြည့်လို့နှစ်တွေတုန်းကလေ Queensland ပြည်နယ်မှာအကြီးခွန်နေနဲ့ဖုံးလွှမ်းနေတဲ့အရာမတတ္တဝါကြီးတစ်ကောင်ချုံပုတ်တွေပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်ဆိုတဲ့တည်င်းတွေထွက်ပေါ်ခဲ့ပါသေးတယ်ဒီလိုတွေ့ရှိမှုတွေကိုအတိမပြုတ်နိုင်သေးပေမဲ့သူတွေဒီကတော့ဆက်လက်ပြီးစိတ်ဝင်စားစေပါတယ်အလွန်ကျေပြောလာတဲ့ဩစတြေးလျတိုက်ရဲ့ဂန်နာရတော်ရိုင်းကြီးတွေဟာဒိုင်နိုဆောနဲ့တူတဲ့တာယာတလေးဆန်ကြီးတစ်ကောင်ပုံအောင်နေနိုင်ဖို့အတွက်လုံလောက်တဲ့အခြေအနေရှိနေနိုင်တာကြောင့်ပဲဖြစ်ပါတယ်နန်ဒီဝက်ဝွန်ကျွန်တော်တို့ဗီဒီယိုရဲ့နောက်ဆုံးတတဝါကတော့နန်ဒီဝက်ဝွန်ပါပဲဒီလျှို့ဝှက်စမ်းကြတဲ့တတဝါဟာအာဖရိကရှိပိုင်းအထူးသဖြင့်တော့ကင်ညာနဲ့ယူဂန်ဒါနိုင်ငံတွေရဲ့တချို့နေရာတွေမှာနေထိုင်တယ်လို့ဆိုကြပါတယ်မျက်မြင်တွေ့ရှိသူတွေရဲ့ဖော်ပြချက်အရသူဟာဝက်ဝွန်ဟာရီနာနဲ့တကြားသုံးမျိုးဆက်ထားတဲ့ပုံစံမျိုးရှိတယ်လို့သိရပါတယ်ဒေသခံမျိုးနွယ်စုတွေရဲ့ပြောပြချက်အရအဲ့ဒီတတဝါဟာတမာပြီးတော့ကြွက်သားတွေနဲ့ပြည့်နှက်နေတယ်လို့ထူထဲတဲ့အမှုမြင်တွေလည်းရှိတယ်ညဘက်မှာအမဲလိုက်လေးရှိပြီးကြောက်စရာကောင်းတဲ့အတန်တွေကိုလည်းပြုတ်လုတတ်တယ်လို့ဆိုပါတယ်
ထူးဆန်းတာကအမေရိကတပ်မှာဝုံမျိုးစိတ်လုံးဝမရှိတာပါပဲဒါပေမဲ့လည်း20ရာစုစောပိုင်းကတည်းကနေအသေးရှာဖွေသူတွေခရီးသွားတွေနဲ့ဒေသခံတွေစီကနေဒီထူးဆန်းတဲ့တပ်တော်ကြီးကိုတွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်တချို့တပ်တော်တွေကတော့ဒါဟာရှေးခေတ်ကကြံရခဲ့တဲ့မျိုးစေ့တစ်ခုဖြစ်တဲ့မျက်နှာတူဝုံဒါမှမဟုတ်မျိုးသုံးသွားပြီဖြစ်တဲ့အေယာမဟရိုင်နာကြီးတွေဖြစ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်ဒီနေ့ခေတ်မှာတော့လျှို့ဝှက်စမ်းကြယ်တပ်တော်ဗေဒပညာရှင်တွေကနန်ဒီဘုံဝန်သားတကယ်ရှိမယ်ဆိုရင်အာဖရိကအရှေ့ပိုင်းကလူသူမနည်းတဲ့ဇက်ချက်မြေတွေဒါမှမဟုတ်တောအုပ်တွေထဲမှာကျင်းလည်ကျက်စားနေနိုင်တယ်လို့ယူဆကြပါတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာလေဒေသခံတွေကသူတို့ရဲ့အိမ်မွေးတလိပ်ဆန်တွေတူတူဆန်းဆန်းတိုက်ခိုက်ခံရတာတွေပြင်းထန်တဲ့ဟိန်းတန်တွေနဲ့တူအေယာမချီယာကြီးတွေကိုတွေ့ခဲ့ကြတာကိုသတင်းပို့ခဲ့ကြပါတယ်တချို့ဇီဝဗေဒပညာရှင်တွေကတော့ဟာရီနာဒါမှမဟုတ်တေချားလိုမျိုးလူသိများတဲ့မျိုးစိတ်တွေထဲကနေရေရွပြီးသားဖောက်ပြန်ပြီးဖြစ်ပေါ်လာတဲ့တေချားမျိုးနွယ်စုတစ်ခုဖြစ်နိုင်တယ်လို့လည်းယူဆနေကြပါတယ်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်